ဒီဗီဒီယိုလုပ်ဖြစ်တဲ့အကြောင်းအရာတော့ဖះကောင်းမဲ့စင်ကိုသက်သေခံမှုဖြစ်တယ်အတင်းတော်လည်းမြောက်ဖြစ်တာကြပြီနောက်တစ်ခုကကြတော့အတင်းတော်မှာပါဝင်နေဆိုရင်တော့အရင်တော့နှစ်တွေအများကြီးပါဝင်73နှစ်လောက်ရှိမှမလို့เนาะအတင်းတော်မှာပါဝင်ခဲ့တယ်အတင်းတော်ပါဝင်ခဲ့တဲ့အချိန်တော့လည်းလူငယ်ဥက္ကဋ္ဌအနေနဲ့ပေါ့เนาะလူငယ်ဒီပိုင်းမှာအများကြီးလှူရှားခဲ့ပြိုင်ပွဲတွေဝင်ခဲ့တယ်ပေါ့เนาะဒီဂျာဗန်တို့စသဖြင့်ပေါ့เนาะစကနိုင်လူတာတို့အဲ့လိုပြိုင်ပြီးဝင်ပြီးပြောခဲ့တယ်ဖះကောင်းမြတ်ခြင်းကိုလည်းခံစားပြီးတော့နေ့တိုင်းအဲ့လိုတရားတိုက်တွန်းလို့ဆိုတာအများကြီးလုပ်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အိမ်အောင်ကြပြီးတော့တသား10နှစ်တီကိုဖះเจ้าမှာမပါဝင်ပြတော့ဘူးပေါ့နော်ကိုမိသားစုတွေအင်္ဂလိပ်စာနေပဲလုံးချလေလိုက်နေရပေါ့နော်အဲ့တော့ဒီ10နှစ်တွေ့ရမှာကြုံတွေ့ရတဲ့အရာတွေကတော့အများကြီးပေါ့နော်ဒါပေမဲ့ဖះရဲ့ကောင်းမြတ်ခြင်းနေဖះရဲ့ဆောက်ရှောက်ခြင်းတွေကြီးစုခြင်းတွေကတော့မရက်သွားပါဘူးပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတက်သေးခံမှုလည်းအခွင့်အရေးမရဘူးပေါ့နော်ကိုယ်တိုင်ကလည်းဖះเจ้าမသွားတဲ့အတွက်ကိုယ့်အကြောင်းကိုပြောပြနိုင်မှုအခွင့်အရေးမရှိဘူးဖြစ်နေတယ်ကိုယ့်အကြောင်းကိုအရင်ပြောချင်နေတယ်ဆိုပြီးတော့ပြောချင်စရာကြီးဖြစ်မှာပေါ့နော်ဒါပေမဲ့ podcast တွေကိုကြည့်ရတဲ့အခါမှာ podcast ဒီနားထောင်ရအောင်ကြိုက်တယ်ပေါ့နော် podcast တွေကလည်းသူတို့အကြောင်းသူတို့ပြောနေကြတာပဲလူတွေကလည်းအဲ့ဒီအကြောင်းတွေကိုနားထောင်နေတာပဲပြီးလို့ရှိရင်ကိုနဲ့ဘယ်လိုဖြစ်မှာအသားအစာဖြစ်တဲ့ဟာမျိုးပေါ့နော် focus တရားနေပြီးတော့တချို့အရာတွေကတင်ယူရတဲ့အရာတွေလည်းရှိရပေါ့စိတ်ထားတို့သူတို့ဆုံးဖြတ်ချက်တွေသူတို့ lifestyle တွေကနေပြီးတော့တင်ယူရတဲ့အရာတွေလည်းရှိရဲဆိုတော့ကိုယ့်ရဲ့ဒီ focus မဟုတ်တဲ့ focus တွေပေါ့နော်။မှာဆုံး focus အားဖြင့်လေကြည့်ပြီးတော့ဟိုလိုမျိုးပေါ့နော်ခွန်အားရစေခြင်းနဲ့အနေနဲ့ဒီ focus လေးကို focus မဟုတ်တဲ့ focus လေးကိုပြောပြတာပါ။အကြောင်းအရာကတော့ဖျားရကောင်းမြတ်ခြင်းမှာဘယ်လိုလဲဆိုတော့ဘယ်ကစပြန်ကောင်းမလဲဆိုတော့ဒီမနစ်ကပေါ့နော်2015မှာလုံနေတဲ့အလုပ်ကပေါ့နော်10နှစ်တက်တန်းလောက်ရှိရဲ့အလုပ်က10နှစ်တက်တန်းရှိပြီအဲ့ဒီလုံမှာလို့အဲ့တခုပဲလုပ်တယ်ဘာမှလည်းမလုပ်ဘူးဘာမှလည်းမလုပ်တော့အဲ့ဒီအလုပ်တစ်မျိုးပဲလုပ်တယ်ပေါ့နော်အဲ့လုံနေနေ10နှစ်တက်တန်းရှိအလုပ်တစ်ခုမှာစုံစမ်းနောက်ဆက်ခြင်းလို့ခေါ်ရမှာပေါ့နော်တိုက်ခိုက်တစ်ခုကြီးမားမားကြုံလာသူတို့တတိယအနေနဲ့လည်းအဲ့ဒီတိုက်ခိုက်ကြီးကိုတိုက်ထုတ်ကြတာပေါ့နော်ဒါပေမဲ့ဘလို့မှဒီခြေနေမကြော်လွားနိုင်တဲ့အချိန်မှာသူတို့ရှုံးပေးလိုက်ရခါစားဝန်ထမ်းတွေအားလုံးကလာစားအခြေခံလာစားပြီးတော့နားလဲရတဲ့အချိန်တစ်ခုဖြစ်သွားပြီနော်အခြေခံလာစားပြီးတော့နားလဲရတဲ့အချိန်ဖြစ်သွားတဲ့အချိန်မှာhit ပဲပေါ့နော်အဲ့ဒါ3လ4ဘယ်လောက်6လလောက်နားလဲရတယ်ပေါ့နော်6လလောက်နားလဲအကုန်လုံး hit ဖြစ်သွားတယ်ဘာဖြစ်လဲဆိုတော့လူခလေးမွေးတော့တခါကြုံဘူးလေခလေးမွေးတော့အဲ့လို basic ပေးနေခလေးမွေးရဲ့အချိန်မှာလဲကြုံဘူးတယ်အဲ့ဒါ1လ2လကိုဗစ်တော့လည်းကြုံဘူးတယ်ကိုဗစ်ကလည်းဒါပေမဲ့အဲ့ခိုက်တက်နေတာတူတယ်ဒါပေမဲ့ဒီ hit ကြီးရကြတော့အရန်ကြီးရ6လပေါ့နော်အလုတ်ရက်လဲရတဲ့ဟာကြီးကအရန်ကြီးရဲ့အချိန်မှာဘာဖြစ်လဲဆိုတော့မျိုးသားလည်းအဲ့ဒီအချိန်မှာအလုတ်ကနေပြီးတော့ तू ကနားလိုက်တာ तू ကမသွားတော့တာပေါ့နော် तू ဘာခက်ခဲရှိရဆိုတော့ကို့ဘို့လည်းမပြောဘူးမယ် तू မသွားချင်ဘူးဆိုတော့ तू တော်တော်စိတ်ညစ်ပြီးတော့စိတ်ဒုက္ခရောက်နေလို့ပေါ့နော်အဲ့ခါကျတော့သူ့ကိုလည်းပြစ်တင်တာမဟုတ်ဘူးကိုကြုံတွေ့ရတဲ့အချိန်မှာပေါ့နော်ဘာဖြစ်လဲဆိုတော့ရန်စိတ်ဖိစီးမှုတွေများတယ်ပြဿနာတွေများတယ်အဓိကပေါ့နော်ကုန်ကင်းလုံးနေရှိမယ်ပြီးတော့ခလေးရလည်းကြောင်တက်နေတာဆိုကြောင်စိတ်တွေရှိတယ်ပြီးတော့မိဘတွေရောက်ခမတွေကိုထောက်ပံ့နေတာအခြေအနေတွေရှိရခါကျသူတို့လည်းပုံမှန်ထောက်ပံ့နိုင်မှုခက်ခဲသွားတာပေါ့နော်ကိုယ်တိုင်တော့ခက်ခဲချင်း6လအဲ့ချိန်မှာဘာဖြစ်လဲဆိုရှိသမျှအလုပ်ကုန်ရှာရှိသမျှအလုပ်အကုန်ရှာပြီးလုပ်မယ်ပေါ့ရှိသမျှအကုန်ရှာရဲဆိုတော့ကိုကျွမ်းကျင်တဲ့ဘာသာကို professional တယောက်ဆိုတော့လည်းအဲ့ professional ပတ်သက်တဲ့တငယ်ချင်းတွေကိုဆက်ပြီးတော့ရှာတာပေါ့နော်ရှာရခါကျတော့ဘာဖြစ်လဲဆိုတော့အလုပ်ကကိုကတော့အဲ့အလုပ်တစ်ခုလိုချင်တယ်သွားလျှောက်တယ်လုပ်ရမယ်ဆိုတဲ့အချိန်မှာဒီနားထားတဲ့ဘေးစစ်ပေးနေရအလုပ်ကအထက်ရရှိလုပ်ဖို့ဆောင်ဘက်တွေကသွားပါနဲ့ပေါ့နော်ဘာဖြစ်လို့ဆိုသူတို့စီကလုံးဝထွက်သွားပြီးတော့နောက်လုပ်တစ်ခုသွားရမှာဖြစ်တဲ့အတွက်ကြောင့်သူတို့ကမသွားပါနဲ့ဟိုဘက်ကဘာတွေပေးတယ်လို့သူတို့ပေးပါမယ်အဲ့ထက်ပို့အောင်လဲသူတို့ပေးပါမယ်ဒီမှာဟိုဘက်ကမရနိုင်တဲ့အရာမျိုးကိုသူတို့ပေးနေအောင်ကြိုးစားပါမယ်
benefit တွေပေါ့နော်လုံးဝမလျှော့ချပါဘူးလားသူတို့ခိုက်တယ်လေးပဲခဏလေးစောင့်မေးပါပါညာအထက်ရရှိနေမကောက်ဘူးနော်တထေးမပါခေါ်ပြီးတော့လို့တေချာလေးပြောတဲ့အချိန်မှာမသွားဖြစ်တော့ဘူးနော်အဲ့ဒီအပြင်မှာအမေနဲ့မျိုးသားလေးဒီရှိ10နှစ်လောက်လို့ဆက်လုပ်စီချင်တယ်နော်အဲ့ဒါနဲ့ပဲဆက်လုပ်ဖြစ်တယ်ဆက်မလုပ်ပဲနေပြတဲ့အချိန်မှာဆက်ပြီးခက်ခဲရပါတော့မနေနိုင်ဘောနော်လာစားတစ်ခုလေဘေးစီလက်ပေးတစ်ခုလေမနေနိုင်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဖះကိုဆူတောင်းတယ်ဖះကဘာပြောလဲဆိုတော့ဖះကဘာနဲ့စကားပြောလဲဆိုတော့အလုပ်တစ်ခုကဝင်လာတပြိုင်နဲ့ပေါ့နော်အဲ့ဒီအတိအမနဲ့မတွေ့ရနှစ်ပေါင်းတော်ကြာပြီသူကခလေးမွေးတော့မှဖြစ်လို့သူခလေးမွေးတဲ့အချိန်လေးပဲအလုပ်ဝင်နေရမှာတွက်ကြည့်လိုက်တဲ့အချိန်မှာသူဝင်ခိုင်းတဲ့အချိန်နဲ့ဒီဘက်အလုတ်ကပြန်ဖွင့်တဲ့အချိန်နဲ့ကွက်တီအဲ့လိုကွက်တီမျိုးအလုတ်မျိုးဘာမှရှိလို့လဲမရှိဘူးလေကိုရှာတဲ့အလုတ်ကအလုတ်မဟုတ်ကိုရန်ကောင်းတယ်ထင်းတယ်မြင်ထားတဲ့အလုတ်ကအလုတ်မဟုတ်ဖះရှာပြီးတဲ့အလုတ်ကကွက်တီအဲ့တော့ပြီးတော့ဒီအခုနားရတဲ့အလုတ်ကနားနေရပြီဆိုအိမ်မှာနားနေရမှာအလုတ်ကသွားပေးနေရသေးရဲ့အပြပေါ့နော်အဲ့တော့အဲ့ဒီပြနေတဲ့အလုတ်ကိုသွားရတယ်အဲ့ဒီကနားတဲ့နေ့ဒီမှာဒီမှာလာစင်းအဲ့ဒါဟောဖေကဒါဒုတိယအချက်ဖေကအလုတ်ချိန်ကိုနော်ပြန်ဝင်ရမယ့်အချိန်ကိုနှစ်ခုစလုံးသူကကွတ်တိကြတဲ့အလုပ်ကိုပြီးတာလစာလေဒီခုရနေလစာအတိုင်းပဲ basic pay ကိုနိုင်နေလို့တော့တွက်ပြီးပေးတာမျိုးအငယ်အနေနဲ့ဝင်ရတာမျိုးမဟုတ်ဘူးလို့ supervisor level မျိုးနဲ့ဝင်ရတဲ့ဟာအဲ့ဒီအပြင်ကိုနော် plus နော်ကိုကအဲ့တော့အဲ့သွားလျှောက်တယ်လို့ပါဆို ferry ရှိလို့ဆိုတဲ့အကြောင်းပြချင်တယ် ferry ရှိရခုလုံနေတဲ့အလုပ်က ferry မရှိဘူးဆိုရမေရှာခဲ့အဲ့ဖျားပြင်ဆင်ပြီးတဲ့အလုပ်ကသွားပြင်ဆင်ပြီးအသွားလာကြူပြီးတယ်အဲ့ဒါမျိုးပေါ့နော်သွားလာကြူပြီးတယ်မနှက်စာတွေပါကျွေးတယ်အဲ့လိုမျိုးဟောဘယ်လိုပြောမလဲတိတိကျကျလုပ်ပြီးတယ်တတိယလည်းအားထားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့လုပ်ခဲ့တဲ့အချိန်မှာအရင်ဖျားရဲ့ကောင်းမြတ်ရှင်ခံစားရတယ်နော်အဲ့ဒါတခုကျုံရတဲ့အခက်အခဲကာလကြီးရဲ့အဆုံးမှာဖေဟောက်ပြီးတော့ဆူတောင်းလိုက်တဲ့အချိန်မှာဖေဟပေးတဲ့အရာပေါ့နော်အရင်လည်း